ကောင်မလေးတယောက်ကသူ့လက်မှာတန်ချိန်ထောင်ချီလေးလံတဲ့လက်ကောက်တွေကိုအမြဲဝတ်ဆင်ထားလေးရှိပါတယ်။သူကတိုက်ခိုက်တော့မဲ့အချိန်ကြမှသာဒီလက်ကောက်တွေကိုချွတ်လေးရှိတာပါ။ပိုပြီးအဲ့ဒါစရာကောင်းတာကသူ့လက်မှာအဲ့ဒီလိုလက်ကောက်မျိုး10ကွင်းတောင်ဝတ်ဆင်ထားတာဖြစ်ပါတယ်။သူ့ရဲ့လက်တီးချက်ကဘလောက်တောင်ပြင်းထန်လဲဆိုတာဘယ်သူမှမသိကြပါဘူး။သူ့ဆရာသခင်တယောက်တည်းကသာသိပါတယ်။ကောင်မလေးရဲ့ခွန်အားတွေလွန်ကဲနေတာကိုထိန်းချုပ်ဖို့အတွက်ဆရာကသူ့ကိုဒီလက်ကောက်တွေဝတ်ပြီးနေ့တိုင်းလေ့ကျင့်ခိုင်းထားတာပါ။ဒါပေမဲ့သူ့မိသားစုရဲ့စီကံကအမျိုးသမီးတွေတိုင်းပညာမသင်ကြားရဆိုပြီးတားမြစ်ထားပါတယ်။တနေ့မှာတော့ကောင်မလေးကနယံကိုညင်ညင်တာတာလေးပုတ်လိုက်မိရာကနေနယံပေါ်မှာလက်ဝါးရထင်ချန်ရိတ်ခဲ့ပါတယ်။ဒါကိုမြင်တော့သူ့မိကသူ့ကိုစမ်းတက်ဖို့အတွက်ပန်းကန်လုံးတစ်လုံးကိုလေထဲပြမြောက်လိုက်ပါတယ်။ကောင်မလေးကကျွမ်းကျင်စွာနဲ့လမ်းဖက်လိုက်မိတဲ့အခါသူတိုင်းပညာကိုတိတ်တဆိတ်တင်ကြားနေမှအမေဖြစ်သူသိရှိသွားပြီးအပြစ်ပေးခံလိုက်ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကောင်မလေးကမိသားစုစီကံကိုပြောင်းလဲပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ကိုယ်သူတက်တည်ပြဖို့အတွက်တိုင်းပြိုင်ပွဲတစ်ခုကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။ပထမအဆင့်ပြိုင်ပွဲကတော့ခွန်အားကိုစမ်းတက်တာပါ။ရေဖြစ်ထားတဲ့ဘုံကိုတည်ပြီးပြေးရမှာဖြစ်ပေမဲ့သူကလေးလံတဲ့လက်ကောက်ကြီးတွေကိုဝတ်ထားစေမို့လို့ပန်းဝင်တဲ့အချိန်မှာရေပုံးထဲမှာရေနည်းနည်းလေးရဲ့ကြံပါတော့တယ်။ဒါကြောင့်ပထမအဆင့်မှာသူရှုံးနေသွားပြီးလူတိုင်းရဲ့လောင်ပြောင်မှုကိုခံလိုက်ရပါတယ်။ဒုတိယအဆင့်ကတော့အမျက်နှုံးစမ်းတက်မှုပါ။မှန်ကနေအလင်းပြက်လာတဲ့အလင်းနဲ့အတိုင်းတက်တိုင်တွေကိုလိုက်ရတာပါ။ယောက်ျားလေးတွေကအလွယ်တကူလုံးနိုင်ကြပေမဲ့ကောင်မလေးအလဲကျတော့လက်ကောက်တွေရဲ့အလေးချိန်ကြောင့်အမြဲတမ်းတလန်းနောက်ကျနေခဲ့ပါတယ်။ဒါပေမဲ့သူကတစ်တိုင်များပြားကိုအတွင်းအားနဲ့ရချိုးပစ်လိုက်တာကိုဘယ်သူမှသတိမထားမိလိုက်ကြပါဘူး။သူထက်ရှုံးသွားပြီးထက်လောင်ပြောင်ခံရပြန်ပါတယ်။နောက်ဆုံးအဆင့်မှာတော့ပြိုင်ဘက်တွေနဲ့တိုက်ခိုက်ရမှာပါ။သူ့ရဲ့အကူကြီးကအရင်တက်ပြိုင်ပေမဲ့ပြိုင်ဘက်ရဲ့အဝတ်ဆုံးကိုတော့မထိနိုင်ပဲတမိနစ်အတွင်းရှုံးနေသွားပါတယ်။ပြိုင်ဘက်ကကျေလောင်စွာအော်ဟစ်ရဲမောလိုက်ပါတယ်။ဒါကိုမြင်တော့သူ့ရဲ့ဒုတိယအကူကမိသားစုအတွက်ဝင်တိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ပွဲစတာနဲ့ကောင်မလေးကဒုတိယအကူလည်းရှုံးမှာပဲလို့ပြောလိုက်တာကြောင့်တခြားလူတွေကသူ့ကိုဝိုင်းပစ်တင်ကြပါတယ်။နောက်တစ်စက္ကန့်မှာပဲတကယ်တမ်းဒုတိယအကူအရေးနေပြီးရှုံးသွားပါတယ်။ဒါပေမဲ့ပြိုင်ဘက်ကသူ့အကူကိုမလွတ်ပေးပဲဆက်ချုပ်ထားပါတယ်။ကောင်မလေးကဒေါသကြီးနဲ့စင်ပေါ်ပြေးတက်သွားပြီးပြိုင်ဘက်ကိုဝင်တိုက်ကသူ့အကူကိုကယ်ထုတ်လိုက်ပါတယ်။ပြီးတော့မှသူ့လက်မှာဝတ်ထားတဲ့လက်ကောက်ကွင်းတွေကိုတကွင်းပြီးတကွင်းချွတ်ချလိုက်ပါတော့တယ်။လက်ကောက်တကွင်းချမ်းပြင်ပေါ်ကျသွားတိုင်းမြေကြီးတစ်ခုလုံးတုန်ခါသွားစေခဲ့ပါတယ်။ဒိုင်လူကြီးကဆက်စုပြီးလာမကြည့်လိုက်ပေမဲ့လက်ကောက်ကိုလုံးဝမနိုင်ပါဘူး။အဲ့ဒီအချိန်မှာပြိုင်ဘက်ကလက်သီးနဲ့ဝင်ထိုးဖို့လုပ်လိုက်ပါတယ်။ကောင်မလေးကသူ့လက်မောင်းကိုညင်ညင်တာတာလေးဝှေ့ရမ်းလိုက်ုံနဲ့ပြိုင်ဘက်ရဲ့လက်မောင်းရိုးကျိုးသွားတဲ့အတန်ကိုချက်ချင်းကြားလိုက်ရပါတယ်။ပြိုင်ဘက်ကမကျေနပ်ပဲပြန်ထားပြီးနောက်တစ်ချိန်ထပ်တိုက်ခိုက်လာပါတယ်။ကောင်မလေးကနောက်တစ်ချိန်လက်မောင်းကိုဝှေ့ရမ်းလိုက်ပြီးသူ့ရဲ့အစစ်အမှန်ခွန်အားကိုလူတိုင်းမြင်အောင်တက်တည်ပြလိုက်ပါတော့တယ်